မကောင်းတာလုပ်ချင်တဲ့စိတ်ကလေးပေါ်လာရင်အော်ငါအရွယ်နဲ့မတော်ဘူးဒါလည်းတားတယ်ခေါ်တာပဲနော်ငါအရွယ်နဲ့မတော်ဘူးဒါမျိုးမလုပ်သင့်ဘူးငါပြောရင်ရှက်စရာကြီးလူလောကဟိရိဥတ္တပဆိုတာဆင်ញင်သုံးသက်တာဟိရိဥတ္တပတာဟိရိဆိုတာကိုယ်သိက္ခာကိုလေးစားအော်ငါအရွယ်နဲ့ဒါမလုပ်သင့်ဘူးဒီစိတ်မျိုးတွေငါမွေးတာမကောင်းဆိုပြီးကိုယ့်ကိုပြန်တားတာအဲ့ဒါဒီလိုအတွေးနဲ့တားဒါကကမ္မထာနဲ့တားတာမဟုတ်အတွေးနဲ့တားဆင်ញင်တုံတရားနဲ့တွဲရတားဩငါဒီသက်တည်ရွယ်လို့ဖြစ်နေပြီဩသူများသက်တည်တတ်နေတာသူများဥစ္စာခိုးတာသူတော်ဘာသားများပြစ်မှားတာလိန်ပြောတာအရက်သေးစားတောက်စားနေတာမတော်ဘူးငါကတော့သူများဆုံးမရမှာမိဘဖြစ်နေငါမိဘဖြစ်နေသားသမီးတွေငါဆုံးမရမှာငါလုံနေလို့မတော်ဟောဒီလိုတွေးရမှာအဲ့ဒါလည်းစိတ်ကိုတားတယ်လို့ခေါ်အဲ့ဒါလို့မတားလို့ရှိရင်လူလောကမှာရုပ်ပြက်ဆင်းရဲဖြစ်ပြီးဂုဏ်သိက္ခာကြီးကျဆင်းတာဆရာဖြစ်ရင်ဆရာဂုဏ်သိက္ခာမိဘဖြစ်ရင်မိဘဂုဏ်သိက္ခာအလုံးသူဂုဏ်သိက္ခာနဲ့သူနေရတားမြစ်ရ